Hello အားလုံးပဲမင်္ဂလာပါလေပါဘူးရှိုးရင်တော့ကြိုဆိုလိုက်ပါတယ်ဒါကျွန်တော်တို့ဒါညတော့ပဲဒါပိတ်သက်တွေပေါ့နော်ကိုဒီကျွန်တော်လေပါဘူးပိတ်သက်တွေကိုဒါကျွန်တော်အံ့ဝါတင်စီတယ်နော်ကျွန်တော်တို့ပျော်ဝါစီတဲ့တရင်တစ်ပုတ်တက်လာတယ်ဒါကဘာလဲဆိုတော့ကျွန်တော်ဖာမဆိုလူမဲတို့ရဲ့ကျွန်တော်တို့ Sky Sport တို့ပေါ်ပြချက်ရကျွန်တော်တို့ဒီပါဘူးတင်ရဲ့နီးပြကြီးနော်အားနေစလို့ကြီးကျွန်တော်တို့ရာသူကနေရောအသိပိုင်ရှင်တွေကထုတ်ပင်လိုက်ပြီတဲ့နော်တကယ်ကျွန်တော်အဲ့ဒီတရင်ကြားကြားကြီးကျွန်တော်တကယ်ဝမ်းသာလုံးစိုးသွားတယ်ဗောနော်ဒါမထင်ထားဘူးဗောနော်ဘာဖြစ်လို့ဆိုတော့ကျွန်တော်အရှိမဗီဒီယိုတစ်ပုတ်လောက်ထားတယ်လို့ဗောနော်လီဗာပူးနီးပြနောက်ရသည်ထိဆက်ပြီးထားအောင်မလို့ဆိုထားရတာဗောနော်အခုချက်ချင်းလည်းငင်းမယ်ထုတ်ပယ်ပိုက်တယ်တဲ့ရှင်းတယ်နော်ပုတ်ဖွဲ့တွေကတော့ဒါဒီလိုမျိုးဖြစ်ရမှာနော်ထုတ်ပယ်လိုက်ပြောတာကျွန်တော်ရောတော့မယုံဘူးနော်ကျွန်တော်မယုံလို့ဆိုပြီးကျွန်တော်သတင်းလိုက်ကြည့်တယ်တကယ်ပဲနော်တကယ်ပဲလီဗာပူးနီးပြအနေစလုံးထုတ်ပယ်လိုက်နော်မှန်ကန်သွားပြီဆိုတော့ဝမ်းသာလုံးကြာသွားတယ်ဝမ်းသာလုံးကြာသွားနော်မှန်ကန်သွားပြီထုတ်လိုက်ပြီတော့နော်ဒါအလေးစလုံးထုတ်ပြီးတော့ကျွန်တော်တို့ဘုံမောက်နီးပြဒါအန်တိုနီဒိုင်ယာကိုလားမသိဘူးနော်ကျွန်တော်တို့စိတ်ဝင်စားနေတယ်ဗောနော်ဒီဘုံမောက်နီးပြဟောင်းစိတ်ဝင်စားနေတယ်ဒါသူတို့ချိတ်ဆက်နေတယ်ဗောနော်အလေးစလုံးတော့ဒါဒီယာတီမှာဒါလီဗာပူးတင်ရနေတော့ထုတ်ပယ်လိုက်ပြီမိနစ်ကမှသူရောက်လာလိုက်ချင်းနှစ်ပရီးမီးယားလိချန်ပီယံယူပေးတယ်လာမနစ်ကသူချန်ပီယံလိပြီးတော့အခုနှစ်ကချန်ပီယံလိဝင်ရအောင်လုပ်တယ်ဒီနှစ်မှာစထိန်ထားမလို့အသင်းတာဝန်ရှိသူတွေကတေဝင်ပြောထားပြီးတော့မှအခုချက်ချင်းလက်ငင်းထုတ်တယ်ဆိုတော့ဒါနီးပြတဲ့ဒီအသင်းပိုင်ရှင်တဲ့ကြားမှာဒါကျွန်တော်တို့အစင်မပြေမှုတွေရှိတယ်လို့ကျွန်တော်တော့ထင်တယ်ဗောနော်ဒီလိုမျိုးလူဝယ်တာတွေနော်အောင်မြင်မှုတွေမရတာတွေဒါသူတို့ရဲ့နှစ်ဦးကြားမှာဟိုရှိမယ်ဗောနော်ဒါတကဘာလုံးကဒါအံ့အားတင့်စင်သွားတာဗောနော်ဟိုအသိမှတ်ရှင်တွေကမထုတ်ဘူးလို့ပြောပြီးတော့မှအခုမှချက်ချင်းလက်ငင်းထထုတ်တယ်ဆိုတော့ဒါတော်တော်လေးတော့ socket ဖြစ်သွားတာဗောနော်ဒါတခြားပိတ်တဲ့တွေတော့မသိဘူးဗျာနော်လီဘောပိတ်တဲ့တွေတော့ဒါပြောမှာမှန်ကန်မယ်နော်အားနေစလို့မလို့ချင်တဲ့လူတွေကများနေပြီလေဟာလီဘောပိတ်တဲ့တွေကဘလို့မှသဘောမကျတော့ဘူးသူ့မှာဘာကစားကွက်မှမရှိဘူးဘာပလန်မှလည်းမရှိဘူးပြန်ဘက်ဘလို့ချင်းကံမလို့သူမသိဘူးနော်ဒါကကိုယ်လီဘောပိတ်တဲ့တော်တော်လေးဝင်နေဖြစ်တယ်ဗောနော်အခု2026 2029ရာသီမှာတော့ကျွန်တော်တို့လီဗာပူးတင်းရဲ့နီးပြအသစ်ထပ်ပြီးရောက်လာပါเนาะဘယ်သူရောက်လာမလဲကျွန်တော်တို့ဒါချက်စောက်ကြည့်ရမယ်เนาะဒါရေပန်းစားတာတော့ကျွန်တော်ဘောမောက်နီးပြဟောင်းပါเนาะဘောမောက်နီးပြဟောင်းကျွန်တော်ရေပန်းစားတယ်เนาะဒါသူ့ပဲကျွန်တော်တို့ခန့်ဖို့များတယ်ဗောเนาะဒါအလွန်ဆိုရတယ်ကျွန်တော်မဖြစ်နိုင်တော့ချက်စီရောက်သွားပြီဆိုတော့ဒါတော်တော်လေးဝင်ဖြစ်သွားတယ်ဗောเนาะစောရထုတ်မယ်ဆိုရင်ထုတ်လိုက်ဗျာစောရထုတ်ဖို့ဆိုရင်လွန်ဆုံးတော့ဘာလို့ကလီဗာပူးလာချင်ဖင်တော့ဘာမှမသေးနေတာအဲ့ဒါကိုမှအတင်းကဟိုလိုဒီလိုတောင်လိုမြောက်လိုနဲ့ဟိုအာနေစလောပဲဆက်ပြီးထိန်းထားမလို့ဘာလိုနဲ့အခုကြမှာဟိုတခြားဟိုနေ့ကဟိုချက်စီးရခေါ်သွားမှအခုမှထပြီးထုတ်နေတယ်နော်အာနေဆိုတော့ဒီအလုံးစုံတော့ရောက်လာမယ်ဆိုရင်ဒါတော်တော်လေးပါဦးတင်တော်တော်လေးကိုအဆင်ပြေသွားမယ်နော်သူ့ရဲ့ကစားသမားဒီဂျီနီဖင်ပေါင်တို့ကျွန်တော်ဒီဖလော်ရင်ဘောတို့ဘာလို့ရှိတယ်ဆိုတော့သူကောင်းကောင်းပုံဖော်လို့ရတယ်အခုကကျွန်တော်တို့ဘာမှလုပ်လို့မရတော့ဘူးနော်အကျောင်းကြီးကိုတော့ဒါဘယ်လိုမြင်ကြရလဲမနော်ဒါလီဗာပူးနီးပြအန်စလော့ကြီးကတော့ဒါခုချက်ချင်းလက်ငင်းပဲအတင်းတာဝန်ရှိတွေဘက်ကနေပြီးတော့ထုတ်ပယ်လိုက်ပြီနော်ကျွန်တော်တို့လာမယ့်ရာသီတက်မှာတော့ဒါနီးပြအသေးတယောက်ထပ်ပြီးရောက်လာမှာနော်ကျွန်တော်တို့အဲ့ဒါတော့ဘုံမော်နီးပြဟောင်းပဲကျွန်တော်တို့ထင်တယ်အဲ့ဒါကသူ့အမှန်ကန်စိတ်ဝင်စားနေပြီနော်နီးစက်နေပြီလို့ဆိုထားတယ်နော်ဒါအန်စလော့တော့ဒါအတင်းမှမရှိတာတော်တော်လေးကိုကျေးဇူးတင်ရမယ်နော်နောက်ရာသီထိအောင်ကျွန်တော်တို့ဆက်ပြီးထားမယ်ဆိုလို့ရှိရင်အတင်းကဘလက်ပွေလိုက်ပြီးတော့ဟိုအောက်တန်းစင်းဆောင်ကစပါးလိုမျိုးဖြစ်သွားမှမသိဘူး18စက္ကွန်အဲ့နံပါတ်ပတ်ဝန်းကျင်လဲလာမနေထားမှရှိတယ်တကယ်ပြောတာနော်တကယ်ပြောတာစင်မပြေဘူးအနေစလုံးနဲ့ဆိုရင်တော့ကျွန်တော်တို့ဘာအောင်မြင်မှုရမှာမဟုတ်ဘူးသူ့ငွေသုံးပေးတာလည်းမနေဘူးနော်သူ့မှာကစားသမားကိုဘယ်လိုလဲဒီကစားသမားကိုရေချင်းကိုညှစ်ဖော်နိုင်တဲ့ရေချင်းသူ့မှာမရှိဘူးဟုတ်လားဒီကစားသမားကောင်းတယ်ဒီကစားသမားကဘယ်လိုမျိုးပေါ့တက်သွင်းရင်ဘယ်လိုမျိုးရမှာဆိုလားသူ့မှာအဲ့လိုမျိုးမရှိဘူးနော်သူကြိုက်ရင်သူသုံးတယ်နော်သူမကြိုက်ရင်သူမသုံးနော်သူကအဲ့လိုမျိုးကြီးနော်ပတ်စံရလို့ဒီပြခန့်တဲ့ပုံစံမျိုးကြီးဖြစ်နေတာနော်လီဗာပူးမှာဘာအောင်မြင်မှုတွေငါတမိုင်းသိတီထွင်မယ်ဆိုတော့စံနာတွေသူ့မှာရှိမှမရှိတာနော်မရှိတော့သူခုထုတ်ပေးလိုက်ပြီနော်ဒါကတော့လီဗာပူးပိတ်သက်တွေအပျော်ဆုံးလေးပေါ့နော်ဒါကြားကျင်ဆုံးစကားပဲနော်ဒါလီဗာပူးပိတ်သက်တော်တော်ကိုကျော်လီဗာပူးပိတ်သက်ဒါအကြားကျင်ဆုံးစကားပဲအန်နစ်စလော့ထုတ်ပေးတာတော်တော်လေးကိုကြားကျင်နေတာပေါ့နော်မကြားတာတော်တော်ကြာနေအတင်းကမထုတ်ဘူးဆိုလို့ပြောတာရဆိုတော့ပိတ်သက်တွေစိတ်ပြတ်နေတာအခုတော့
စိတ်ချမ်းသာပါပြီနော်လာမယ့်ရာသီမှာနီးပြတဲ့နဲ့ကျွန်တော်တို့ဖလားစုံတွေမှန်းလို့ရပြီနော်ဖလားစုံအမှန်ကန်သိမ်းတော့မှာနော်စောက်ကြည့်ထားတော့နော်ဒါကျွန်တော်တို့ဒီတခြားပြိုင်ပွဲတွေနဲ့ဒါအခုဆိုရင်ဒါပြီးမြန်းရကြောင်ကြည့်လို့ကောင်းပါပြီနော်ကျွန်တော်အလွန်ဆိုတို့နော်ကျွန်တော်တို့ဒီခုနေတို့ဘာလို့ထွက်သွားပြီဒီဘာလဲမန်စီးတီးနီးပြကွာဒီလာတို့ဘာလို့ထွက်သွားပြီဆိုတော့ကျွန်တော်တို့အမှန်ကန်ဖြစ်သွားပြီနော်ကျွန်တော်အမှန်ကန်ဖြစ်သွားပြီနော်ဒီအခုဆိုကျွန်တော်အန်နစ်စလော့လည်းထုတ်သွားပြီဆိုတော့နီးပြအစ်စ်တွေနဲ့နော်အာဒီတာတို့ဝင်တာတကယ်ကိုပြီးမြန်းလေးက share ပြိုင်ပြီးတော့ share ကျန်းတော့မှာလူငယ်နီးပြတွေပဲလာတော့မှာနော်ကဲကျွန်တော်ရဲ့ဗီဒီယိုကြည့်ရှုရင်ကိုပြီးကျွန်မအားလုံးနဲ့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်လေဘောက်ပိတ်တဲ့ရတော့ဒါပျော်ကြမဲ့ရာသီလို့ပြောရမှာမနော်ဒါအခုရက်ပိုင်းတော့ပျော်ကြမှာပေါ့နော်ပျော်ကြမဲ့နေ့တစ်နေ့ပေါ့နော်ဒါအန်နစ်စလော့ထုတ်ပြသွားပြီဆိုတော့တချို့ပိတ်တဲ့ဆိုကျွန်တော်ကြည့်နေတယ်ဗာလဲအောင်ပွဲခံရတာပေါ့အန်နစ်စလော့ထုတ်လို့ဟိုဘီယာတောက်တဲ့သူနဲ့ရက်တောက်တဲ့သူနဲ့ကဲကျွန်တော်ဗီဒီယိုကြည့်ရင်ကိုပြီးကျွန်မအားလုံးနဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကဲကျွန်တော်လာမယ့်ရာသီမှာနီးပြအစ်စ်နဲ့နော်ကစားသမားအစ်စ်တွေနဲ့နော်ကျွန်တော်တို့ဖလားဆုံးသိမ့်မဲ့လီဗာပူးဆိုတာပြန်ပြီးမြင်ရတော့မှာပါ